အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျာနီပိုင်းစာနီယာကိုစာနီပါခင်ဗျာကျွန်တော်အခုလက်ရှိဖြစ်ပျက်နေတဲ့ကျွန်တော်ရဲ့ကြောက်ကက်ဝေဒနာနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးခြင်းပါဘယ်ကနေဘလို့စဖြစ်လာတယ်ဆိုရင်တော့လွန်ခဲ့တဲ့တစ်လလောက်ကစပြီးတော့ကျွန်တော်အကစားလိုက်စားတယ်ပေါ့ဗျာကျင်းကစားတယ်အစားတောက်တယ်ဟိုတင်းနေမြတ်တဲ့အစားတောက်တွေစားတယ်ပရိုတင်းတွေစားရပေါ့နော်ဒါမဲ့ဘလို့ပဲကျမကြီးလိုက်စားဘလို့ပဲကျမကြီးနဲ့ညီညွတ်တဲ့အစားတောက်တွေစားလွန်ခဲ့တဲ့တစ်ပတ်ကဒီဇင်ဘာ10ရက်နေ့ကမနက်စာစားပြီးတော့ကျွန်တော်ဘိုက်အရန်အောင့်နေပေါ့ဗျာလေအောင့်နေပေါ့ရှင်ညွှန်နေပြီးတော့အဲ့ဒါနဲ့တက်တာမလားဆိုပြီးတော့စေးလေးတောက်လိုက်နေလိုက်ပေါ့နော်နောက်ပြီးဆုံးလုံးဝမတက်တာနဲ့ကျွန်တော်နီးစက်ရဆေးကတစ်ခုတွားခဲ့ရပေါ့နော်အဲ့ဒီအချိန်မှာဆရာမတစ်ချက်ဆေးထိုးပြီးတယ်တောက်ဆေးပေးတယ်ဆေးထိုးပြီးတဲ့အချိန်မှာတော့တက်တာဝါတယ်ပေါ့နော်တက်တာဝါပြီးရောဘာပြန်ဖြစ်လဲဆိုတော့နောက်နိုင်ကွက်တစ်နိုင်လောက်နေရောပြန်ဖြစ်တာပဲအဲ့နဲ့ကျွန်တော်ပြနေကြဆရာဝန်ခဏစောင့်နေစောင့်ပြီးတော့သူဆေးကထိုင်မဲ့အချိန်ကိုရောက်တာနဲ့ကျွန်တော်ချက်ချင်းတွားပြီးတော့ပြပါတယ်အဲ့ချိန်မှာဆရာကပြောလဲဆိုတော့ချက်ချင်းအထွာဆောင်ရိုက်ခိုင်းတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အထွာဆောင်ရိုက်တယ်ညနေ4 နာရီလောက်မှရိုက်ဖြစ်တယ်ပေါ့နော်ဆရာမရောက်တဲ့အချိန်မှာအထွာဆောင်ဆရာမလည်းကျေးဇူးအရန်တင်ဖို့ကောင်းပါတယ်ကျွန်တော်တခြားလေးစစ်ပေးတယ်စစ်ပေးတဲ့အချိန်မှာကျွန်တော်ဘယ်ဘက်ချမ်းကနေရာသူတိတ်မကြိုက်ပေါ့ဗျာကျွန်တဲ့ဟာတွေကတော့စိတ်ပိုင်းတွေအားလုံးကောင်းတယ်ပေါ့တွင်ကလီစာတွေပါညာပေါ့ကျွန်တော်ဒီဘယ်ဘက်ချမ်းကကြောက်ကက်နေရာမှာရေကြီးတွေ့ရပါဗျာသူတော်ဆောင်မှာအဲ့ဒါနဲ့သူကတော့မှတ်ချက်ပေးတယ်ဒါတဲ့ဟိုနင်းပေါ့ဖြစ်နိုင် CT scan လေးတော့ရိုက်တင်တယ်ပေါ့နော်ရိုက်ပါဆိုပြီးတော့မှတ်ချက်ရေးပေးတယ်အဲ့ဒါကျွန်တော်လည်းပြနေကြဆရာစီပြန်သွားဆရာလည်းဟုတ်ပြီစီးနဲ့ကြောက်ကက်အထူးကိုပြဖို့လိုပြီဆိုပြီးတော့ချက်ချင်းကျွန်တော်လမ်းညွှန်တယ်ပေါ့ဗျာအဲ့ဒါလည်းကျွန်တော်လည်းနောက်နေ့စီးနဲ့ကြောက်ကက်ဆရာဝန်ကြီးနဲ့ရချင်းရမယ့်ရက်ကိုချိန်ပြီးတာနဲ့ကျွန်တော်ပြပါတယ်ပြတဲ့အချိန်မှာလည်းဆရာဝန်ကြီးရတယ်အထောက်ဆောင်ဆရာမပြောတဲ့အတိုင်းပါပဲ CT scan ရိုက်CT scan ရိုက်ခိုင်းတယ်ပေါ့နော်ကျွန်တော်ရိုက်တယ်ရိုက်တာတော့ကျွန်တော်တောက်ကြနေရိုက်တယ်ပေါ့ဗျာဖြစ်တာကဗုဒ္ဓဘုနေ့ပြတာဆရာဝန်ကြီးကိုပြတာကြာပေးနေဖြစ်တာတောက်ကြနေပေါ့ CT scan ကတော့စနေနေ့မှာရက်ချင်းတင်ရတယ်ဆရာဝန်ကြီးနဲ့စီးနဲ့ကြောက်ကဆရာဝန်ကြီးနဲ့ရှားတော့က CT scan အဖြေရဆိုရင်result ကမကောင်းပါဗျာပွင့်နေပြောရင်တော့ဘယ်လိုဖြစ်တာလဲဆိုတော့ဆရာဝန်ကြီးရဲ့ရှင်းပြချက်အရပေါ့နော်ကျွန်တော်သိနားမလဲတခုချိန်မှာကျွန်တော်ကအရန်ဖြစ်ကစားဆိုတော့အရန်လဲစိတ်လှုပ်ရှားနေအရန်လဲ stress များနေတယ်အရန်လဲဘယ်လိုခေါ်မလဲမကြုံဘူးတဲ့အရာတခုချက်ချင်းနားထဲမှာကြားတဲ့ခါကျတော့ကျွန်တော်လည်းစိတ်အရန်ဖိစီးမှုများတယ်ပေါ့ပွင့်နေပြောရင်တော့ဆိုတော့ဆရာဝန်ရှင်းပြချက်အရာကတော့ဒီကျွန်တော်ကြောက်ကက်ကဘယ်ဘက်ချမ်းကြောက်ကက်ကတော့နှစ်မွာဖြစ်နေတာပေါ့နော်နှစ်မွာဆိုတော့ဒီဥမာကျွန်တော်တို့ကြောက်ကက်ကဘယ်တစ်ခုညာတစ်ခုနှစ်ခုရှိတာပေါ့ဆိုတော့ဘယ်ဘက်တစ်ချမ်းကကျွန်တော်ကြောက်ကက်ကမွေးရပါလို့ပြောရမလားဆရာဝန်တုံးတဲ့ချက်ကတော့မွေးရပါဗျာမွေးရပါပေါ့နှစ်မွာဖြစ်နေတယ်တဲ့ဖြစ်တဲ့နှစ်မွာမှာတစ်မွာကကြီးဖြစ်နေတယ်ဖြစ်ပြီးတော့အဲ့ဒါအစာရုံတွားပိတ်နေတော့ကျွန်တော်ဘာပဲစာမကြည့်လေအောင်လေထိုးဖြစ်တယ်ပေါ့ဗျာနောက်တဲ့ကောင်းနေတဲ့နှမမှာကောင်းနေတဲ့အောက်ကတမကြတော့လေအထဲမှာအနာရှိတယ်ပေါ့အနာဆိုတာအကျိတ်ပုံစံမျိုးပေါ့ဗျာဒါပေမဲ့ तू ကတော့ share နေနေပေါ့နော်ဟိုကင်ဆာဆိုရင်လည်းကင်ဆာတော့မပြတ်နိုင်လေပေါ့နော်အဲ့ဒါယူဆရာဝိသုံးတဲ့ကြရဆိုတော့ဒီကြောက်ကက်ဘယ်ချမ်းကြောက်ကက်ကြီးကိုရှင်းထုတ်လိုက်မယ်ဆိုရင်တော့လူကောင်းပကံဒီတိုင်းသက်တမ်းစေနေနိုင်တယ်ပေါ့ဗျာပုံမှန်အဖြစ် तू ကတော့ရှင်းပြပေါ့ကြောက်ကက်နှစ်ခုရှိတယ်တစ်ခုမရှိတယ်အသက်ရှင်လို့ရတယ်ပေါ့နော်ဘာလို့ဆိုတော့လက်ရှိမှာလည်းကြောက်ကက်ဝေနာတွေကိုလှူရဲလူကလှူရဲတစ်ချက်နဲ့ပဲတက်လုံးနေရလူတွေအများကြီးကိုဆိုတာကိုသူကရှင်းပြဘာမှကြောက်စရာမလိုပေါ့နော်ဆိုတော့ဘာဖြစ်ကျွန်တော်ကတော့ရုပ်တရက်ကြီးဆိုတော့လုံးဝတမ်းမာနေတဲ့လူငယ်တယောက်အနေနဲ့ရုပ်တရက်တော့ဘာဖြစ်လို့ဖြစ်သွားမှန်းတော့မသိဘူးနော်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်လည်းသိချတိုင်းပဲဒီ
ဆက်လို့မယ်ဆက်ပြီးတော့နီးစက်ရဆရာဝန်ရဲ့ထက်တိုင်မယ်အထူးကိုလည်းထက်တိုင်မယ်သူတို့သုံးသက်ချက်ရတယ်ဟုတ်တယ်ဒီဥစ္စာတော့ဖဲထုတ်လိုက်ရင်ပေါ့နော်ကောင်းမှာပေါ့နော်ဘာမှပြဿနာမရှိဘူးဒါပေမဲ့ဒီကင်ဆာဟော်မုန်းကတော့ဒီသူတို့ပြောတော့ BioC ပေါ့နော်စစ်ကြည့်အမောင်နောက်ပိုင်းကျမှဖြစ်ကြည့်မှာပဲသိမှာပေါ့နော်ဆိုတော့လက်ရှိအနေထားရောကျွန်တော်ကြောက်ကက်ကတော့အဖြစ်မနေတချမ်းတော့ထုတ်ရမယ်နောက်ပြီးတော့ကင်ဆာဟော်မုန်းကတော့ကျွန်တော်ရဲ့ကန်တရားပေါ့ဗျာဆိုတော့ကျွန်တော်ပြောချင်တာကြောက်ကက်နဲ့အဆိုင်တွေကဘယ်လိုခေါ်မလဲဆက်နေတယ်ပေါ့ဗျာပြောချင်တခါတည်းကျရင်ဆရာဝန်ကြီးကဆရာဝန်တွေကိုယ်တိုင်တော့မတက်တယ်ပေါ့ဗျာဟိုလူနာအဆိုင်ဆိုပြီးတော့လာပြတယ်အမှန်တော့ကျွန်တော်လိုဝေးနာတယ်ရှိတာပေါ့ဗျာကြောက်ကက်ကလည်းကျွန်တော်တခုထပ်ပြောတယ်ကျွန်တော်ကြောက်ကက်စစ်တယ်ကြောက်ကက် fashion နဲ့အားလုံးကောင်းတယ်ကြောက်ကက်ရဲ့လုံဆောင်ရက်တွေအားလုံးကောင်းတယ်အတွေးအဖြေကောင်းတယ်ပေါ့ဗျာအားလုံးဂျာဘယ်ချမ်းအားလုံးကောင်းနေအောင်ဆိုကြောက်ကက်နဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုမျိုးစီးကြောက်တဲ့တာဘာညာမရှိဘူးဒါပေမဲ့ကျွန်တော်မှာတော့လွန်ခဲ့တဲ့အနှစ်20လောက်ကငယ်တဲ့အချိန်တုန်းကပေါ့ဗျာဟိုဘယ်ကြောက်ကက်ကပဲကျွန်တော်အရင်အောင်လို့တခါဆေးကုဘူးတယ်အဲ့ချိန်ကတော့ဟိုမြန်မာစီရောပါဗျာအင်္ဂလိပ်စီရောမြန်မာစီရောတန်မနိုင်ကြောက်မနိုင်ပါညာပေါ့အဲ့ထို့တော့တက်တာပါအဲ့ချိန်နဲ့တက်တာပြီးအခုကြမှာတခါကြောက်ကရဲ့ဆိုင်ဖြစ်တဲ့ဆိုင်ကိုမပြဘဲနဲ့အဆိုင်မှာလာပြီးတော့ဟိုအစမကြည့်တာဖြစ်တာတော့ကြာပြီပေါ့ဗျာဒါပေမဲ့ကြောက်ကတော့မထင်ဘူးပေါ့ဗျာဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းဟိုတက်မိုင်လိုက်စားတဲ့ဆိုပေမဲ့လည်းစစ်စစ်ရမှာတော့ပွင့်နေပြောရင်တော့ဟိုမစစ်ချင်တဲ့လူတွေမှာပါတာပေါ့နော်ငါယောဂတိဝါကြောက်မယ်ဆိုတော့ကျွန်တော်မျှဝေကြတော့ဘာဖြစ်ဖြစ်ကိုမတိန်နေကိုနေဖြစ်ဆိုတော့တစ်နေ့တစ်ခါစစ်ကြည့်ရပါနောက်ပြီးတော့ကိုကျင်းနေတဲ့ပူတိကျင်တော့ CT scan ရိုက်ကြည့်ပါကိုရဲ့အတွင်းကလေးစားတွေကောင်းမကောင်းနားလည်းတက်ကြလူတွေနဲ့တိုင်ပင်ကြပါပါနော်ကျွန်တော်ဒါလေးမျှဝေကြတာပါအခုကျွန်တော်လက်ရှိလုပ်နေတဲ့ဂျာနီပိုင်စာလေးဟိုခီးသွားပြီးတော့ဟိုကျွန်တော်ဖြစ်ချင်တဲ့ documentary ပုံစံလေးကျွန်တော်ခဏရက်ထားတယ်ပေါ့ဗျာဒါပေမဲ့အခုချိန်မှာကျွန်တော်နဲ့ပတ်သက်တဲ့ကျမကြီးဘူဒ္ဓလေးကိုကျွန်တော်နေကောင်းကတိကိုကျွန်တော် share ပေးမှာပေါ့ဗျာကျွန်တော်ဘယ်လိုကုတယ်ဘယ်လိုပြန်ကောင်းလာနိုင်တယ်ဘာတွေဆက်ဖြစ်လဲဆိုတာတော့နောက်ဆက်တွဲနေတယ်ကျွန်တော်တင်မဲ့ဗီဒီယိုမှာထပ်ကြည့်ပြီးပေါ့ဗျာအားလုံးကကျွန်တော်ရဲ့ကျမကြီးကကြမှာကျွန်တော်ကြိုတင်လည်းမှတ်စားမနိုင်တော့ကြိုတင်လည်းမပြည့်စင်ခဲ့ဘူးเนาะဒီကျမကြီးကကြမှာဆိုတော့လူတိုင်းမှာတော့ဘာဖြစ်မှန်းဆိုကျွန်တော်မသိခဲ့ဘူးဒါပေမဲ့ဒီလောက်ထိစင်ရင်နေနိုင်ခဲ့ပေမဲ့လည်းခါကြရင်ကျွန်တော်တို့ရဲ့မွေးရပါအားနဲ့ချက်တော့လောက်ကောင်မျိုးဗီဇတော့လောက်ကောင်ဘာမှဆိုဖြစ်နိုင်ပါတယ်ဆိုတော့အားလုံးဦးကျမ်းမာနေပြီလည်းကျုပ်တင်လုပ်တဲ့ဟိုစေးစစ်တာတွေပါစစ်စက်မပြတ်လုပ်ကြပါလို့ကျွန်တော်ဒီကနေတိုက်တွန်းပါတယ်ကျွန်တော်နဲ့ပတ်သက်တဲ့ကုသမှုတွေကျွန်တော်ဘယ်လိုတွားတယ်ဘယ်လိုလာတယ်ဆိုတာလေးလည်းကျွန်တော်ပြန်မျှဝေပေးပါမယ်အခုလဲဆိုတော့ကျွန်တော်ရဲ့ဂျာနီပိုင်းစာလေးကိုအားပေးနေတဲ့ဟိုကျွန်တော်လည်းဒီ channel လေးကိုအခုမှစလုပ်တာဆိုတော့စောစီမှာကျွန်တော်ရက်လိုက်ရတာကျွန်တော်တော့စိတ်ထိခဲ့ပါတယ်ဆိုကျွန်တော်ဆက်ပြီးတော့လည်းအားပေးကြပါအောင်ဒီကနေပြီးတော့ကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပေါ့ဗျာ